မနက်စာကိုမုန်တီတုပ်ကောင်းကောင်းလေးစားချင်နေတာဈေးလည်းမသွားချင်ဘူးဝယ်ချမ်းချက်ပြုတ်နေရမှလည်းမလုပ်ချင်တာနဲ့ဆိုင်မှာပဲသွားစားလိုက်ပါတယ်အခုသွားစားထားတဲ့ဆိုင်မှာကျတော့မိုးဟင်းကားလေးရတယ်မုန်တီတုပ်တီလည်းရတယ်ခောက်ဆွဲတုပ်လည်းရတယ်သူ့ဆိုင်မှာကတော့အတုပ်တီထဲမှာထည့်စားဖို့ကြက်ဥပင်ချက်ကြက်သေးကြက်မြေကြက်သားကြက်ရိုးငဖဲကြောငဖဲလုံးစုံနေအောင်ရှိတာမို့လို့မိမိစားချင်တာထည့်တုပ်ခိုင်းလို့ရပါတယ်မုန်တီတုပ်မှာဆိုလို့ရှိရင်လည်းလက်တန်းလောက်ရှိတဲ့နန်းတုပ်ကြီးတွေနဲ့တုပ်တဲ့နန်းကြီးတုပ်နန်းလက်တုပ်နန်းသေးတုပ်မျိုးစုံရှိပါတယ်ခောက်ဆွဲတုပ်မှာဆိုလို့ရှိရင်တော့နန်းပြားတုပ်နန်းလုံးတုပ်အစရှိသဖြင့်ရှိပါတယ်ရှင်ကျမကတော့နန်းလက်တုပ်လေးတစ်ပွဲနဲ့ခောက်ဆွဲလုံးတုပ်လေးတစ်ပွဲကိုမှာလိုက်ပါတယ်အသားတွေကိုတော့ကြက်ရိုးမထဲတော့ဘဲနဲ့တက်သားရည်ကြက်မြင့်ကြက်သေးရယ်ကြက်ဥပီရယ်ငဖဲအပြားရယ်ငဖဲလုံးရယ်ရောတုပ်ပြီးဖို့မှာလိုက်ပါတယ်ရှင်စားပွဲတွေရောက်လာတဲ့အချိန်မှာတော့ပွဲတွေကပိုရှင်းများပြီးတော့အသားတွေလည်းတကယ်ကိုစုံစုံလင်လင်နဲ့အများကြီးပါပါတယ်ဟင်းရီကိုတော့ပိတ်ဆွဲဟင်းရီလေးပေးပါတယ်အချင်းကိုတော့ချက်သွန်နီကိုတမယာသီးချင်နဲ့ပေးပါတယ်ရှင်အခုမှစားတဲ့အသားစုံဆိုရင်တော့တပွဲကို6000ပေးရပါတယ်ရှင်တပွဲစီမှာဆိုလို့ရှိရင်လည်းပါဝင်တဲ့မုံဘက်ခောက်ဆွဲဘက်အသားတွေလည်းအများကြီးပါတာမို့လို့တပွဲစားပြီးတဲ့အချိန်မှာဘိုက်ကတော့တော်တော်လေးပြည့်သွားပါတယ်မုံဒီတုပ်စားခြင်းနေတဲ့အာတီတာလေးလည်းပြေးဝသွားပြီမို့လို့ပတ်စံရှင်ပြီးအိမ်ပြန်လိုက်ပါအောင်မယ်ရှင်အားလုံးကျေးဇူးပါ